28ကိုလည်းသမီးကြည့်ပါအောင်နော်တချို့တော့ဒီမှာ there were ဆိုပြီးတော့သူကနေပြီးတော့3638 pupil in a school တဲ့နော်ဒီ school မှာ pupil လေးတွေက3638ရှိတယ်နောက်ပြီးလို့ရှိရင်သူပြောထားတာက1629 pupil were work ဆိုတဲ့အခါကျတော့ဒီနိုင်လေးတွေဝတ်ထားတဲ့နော်ကျောင်းသူကျောင်းသားတွေကကျတော့1629လို့ပြောထားတယ်နောက်ပြီးရင်သူထပ်ပြောထားတာ1130 girl do not well watches နော် main ကလေးဘယ်လောက်လဲဆိုရင်1130ကျတော့နော်နိုင်တွေသူတို့ဘာလုပ်ထားလဲဆိုတော့မဝတ်ထားဘူးတဲ့အဲ့တော့ how many boys do not well watches ဆိုတဲ့အခါကျတော့တချို့တို့ဒီနော်ယောက်ျားလေးတွေမဝတ်ထားတဲ့အရေးအတွက်ကိုပဲနိုင်မဝတ်ထားတဲ့အရေးအတွက်ကိုပဲမေးတယ်အဲ့ခါကျရင်ဒီချက်လေးတမျိုးလေးဘာနဲ့သွားပြလဲဆိုဘာမော်တယ်နဲ့လေဘာမော်တယ်နဲ့သွားပြပေးမယ်သိလားနော်ဘာမော်တယ်နဲ့သွားပြပေးတဲ့အခါကျတော့ဒီချက်ကဘာကိုအရင်ဆွဲမလဲဆိုလို့ရှိရင်ဒီမှာကွာအတူလေးပဲလုပ်လိုက်ပဲเนาะ wall wash ကကြတော့ဒီချက်တို့ကိုလေpeople လေးတွေကဘယ်လောက်ပေးထားလဲဆိုဒီချက်ဘာမော်တယ်ဒီနဲ့ဒါလေးကိုအရင်ဆွဲလိုက်တာပေါ့เนาะဘယ်လောက်လဲဆိုလို့ရှိရင်ဒီချက်တို့ကိုပေးထားတာဒီ1629ဆိုပြီးတော့ပေးထားတယ်ပေါ့နော်နောက်တစ်ခုဒီချက်ကဆွဲကျင်တာအကြတော့ဘာလဲဆိုလို့ရှိရင် not well watch ပေါ့နော် and ပြီးလို့ရှိရင်ဒီချက်ကအတူလေးတွေသွားတယ် not well watch ကိုဆွဲမယ်ပေါ့နော်ဘာမှမလဲဆွဲတဲ့ခါကျတော့ယောက်ျားလေးနဲ့ဘာနဲ့ရှိမလဲဆိုတော့ main ကလေးနဲ့ရှိမယ်ပေါ့နော်ကျတော့ယောက်ျားလေးနဲ့ main ကလေးနဲ့ရှိမယ်ဆိုလို့ရှိရင်ဒီမှာ तू ကဒါပြောတာ there are ဆို pupil တွေက in the school မှာဒါယောက်ျားလေးနဲ့ main ကလေးကဒီလောက်ရှိတယ်လို့ဒီချက်တို့ပြောထားတာမဟုတ်ဘူးလား3000ပေါ့နော်3638လို့ရှိထားတယ်ဒီချက်ကအခုကကြတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်နော် do not well watch ကိုဒီချက်ဘာမော်တယ်ဒီချက်ဘာလုပ်ချင်တာလဲဆိုတော့ဆွဲချင်တာ okay နော်ဒါပေမဲ့ main ကလေးတွေမဝတ်ထားတာတော့ဒီချက်တို့တည်တယ်ယောက်ျားလေးတွေကိုတည်လားဆိုတော့ဒီချက်တို့ဒီမတည်ဘူးပေါ့နော်မတည်တဲ့ခါကျတော့ဒီချက်ဒီမှာယောက်ျားလေးနဲ့ main ကလေးကိုဒီချက်ဘာလုပ်လိုက်မလဲဆိုတော့ဆွဲလိုက်မယ်နော်ဆွဲလိုက်တဲ့အချိန်မှာဒီဘက်ကအချမ်းကိုဒီချက်ကဘာလုပ်လိုက်မလဲဆိုလို့ရှိရင် girl လုပ်လိုက်မယ်ပေါ့နော်ဒီဘက်က girl ဒီဘက်ကအကွက်လေးကကြတော့ဘာလဲ boy အတူလေးလုပ်လိုက် girl ကိုကျတို့တည်တာဘယ်လောက်လဲဆိုတော့1130ကျတို့ boy ကိုတည်လားဆိုတော့ boy ကိုမတည် boy ကိုကျ question mark လုပ်လိုက်ပြီဒါပေမဲ့ဒီចောင်းသူចောင်းသားတွေကိုပေါ့နော်နိုင်တွေဝတ်ထားတာမဝတ်ထားတယ်ចောင်းသူចောင်းသားတွေအကုန်လုံးကကြတော့ကျတို့ရှိနေခဲ့တာဘယ်လောက်လဲဆိုတော့ total ရ3638အဲ့လိုမျိုးမသိထားဘူးလားသမီးဟုတ်ပြီနော်အဲ့တော့ဒီချက်တို့ပထမအဆင့်အနေနဲ့ဘာလုပ်မလဲဒီချက်ကိုပြောပြပါလားပထမဒီချက်တစ်မျိုးဘာမှမဟုတ်တဲ့ဖော်ပေးပြီးသွားရင်ဆိုရှင်ဒီချက်တို့ပထမဘာလုပ်ရင်ရနိုင်မလဲစဉ်းစားပေးပါအောင်စဉ်းစားလို့ရလားမိုက်ပိတ်ထားတယ်ပြောကြည့်ပါအောင်နှုတ်ရမယ်ဘယ်သူတွေဘယ်သူကိုအရင်နှုတ်လိုက်ရင်ကောင်းမလဲဘယ်သူတွေဘယ်သူကိုအရင်နှုတ်လိုက်ရင်ကောင်းမလဲ638 Okay ဟုတ်တယ်သမီးပြောတာမှန်တယ်เนาะ3638ထဲကနေပြီးတော့သမီးကတစ်ချက်ပြောတာက -1629 ကိုတဲ့အရင်ဆုံးတစ်ချက်တို့နှုတ်မယ်လို့ပြောရယ်เนาะ Okay เนาะဟုတ်ပြီ Okay ဟုတ်ပြီတစ်ချက်တို့နှုတ်ကြရအောင်เนาะဒီဘက်နားလေးမှာတစ်ချက်ဘာလဲဆိုရင် vertical ထောင်လိုက်လေးနဲ့ဟိုနေ့ဖြစ်ပြပေးမယ်เนาะနှုတ်ပြပေးမယ်3638ထဲကနေပြီးတော့ခြေတို့က1629ကိုခြေတို့ဘာလုပ်မှာလဲဆိုတော့နှုတ်တော့မယ်เนาะအဲ့ထဲကနောက်ခြေတော့မနှုတ်နိုင်ဘူးလေမနှုတ်နိုင်တော့သူချီးလိုက်တော့သူ2ကျန်ခဲ့ဒီမှာ10ချီးလိုက်ပြီเนาะ10 - 9 ဆို equal to 1 1 + 9ဆိုရင်1 + 8ဆိုရင် equal to 9 2 - 2ဆိုလို့ရှိရင်0 6 - 6ဆိုလို့ရှိရင်ခြေတော့လည်း0ပဲ3 - 1 equal to 2အဲ့တော့အဖြေဒီခြေတို့ဒီ2009ဆိုပြီးတော့2009ဆိုပြီးတော့ရပါပြီ Okay ဟုတ်ပြီเนาะအဲ့ဒါဒီခြေတို့ဘာတွေရသွားတာလဲor well watches လား do not well watches ကိုရတာလားဒီအဖြစ်ဒီ do not well watches ကိုရတာလား ဟုတ်ပြီနော်အဲ့တော့ဒီချက်တို့ဘာတွေရသွားတာလဲ do not well watches ကိုရတာလားဒီအဖြစ်ဒီ ဟုတ်ပြီနော်အဲ့တော့ဒီချက်တို့
ကျဲတို့ရှာလိုက်တဲ့အဖြေကပြောပါ do not ဟုတ်တယ် do not ကိုရတော့တချို့တို့ကသူမေးထားတာကလည်း do not what watches the how many wines ကိုမေးထားတော့ဘာထက်လုံးမလဲဘာထက်လုံးမလဲသမီးဖြေတာမှန်တယ်ဘာထက်လုံးမလဲဟုတ်တယ်ဒါဒီဟိုဗာလဲdo not wash well ကိုရောက်သွားပြီ okay ဘာထက်လုံးမလဲ wine ပဲလို့ကျင်တယ် Hey, Osane, 1,130 ကိုနှုတ်ရမှာ Okay very good တော့လိုက်တာเนาะ2009နဲ့ကနေပြီးတော့1100ကို30ကိုချေတော့နှုတ်ရအောင်ပါ Okay တော့ပါတယ်เนาะချေတော့နှုတ်အောင်ဒီပဲတိုင်းနေပါဘောเนาะချနှုတ်လိုက်မယ်2009နဲ့ကနေပြီးတော့1130ကိုချေတော့အခုဒီမှာနှုတ်ပြီ9 minus 0ဆိုလို့ရှိရင်ဒီချေတော့9 0တဲ့3ကိုမနှုတ်လာတယ်ရှေ့မှာချီးကြလည်းမရှိဘူးရှေ့သုံးထိတက်သွားမယ်เนาะအဲ့တော့သူ့စီကချီးလိုက်တော့ तू က1ချက်မယ်ဒီမှာ10ကမှတခါထပ်ချီးလိုက်တော့ဒီ0ကိုထပ်ချီးလိုက်တော့9ကျန်ပြီးတော့ဒီပေါ်မှာ10လေးရောက်လာမယ်ဟုတ်နော်10 minus 3 equal to ချေတို့ဒီဘယ်လောက်လဲဆိုရင်7 9 minus 1 equal to ဒီချေတို့ဘယ်လောက်ရမလဲဆိုတော့8 okay နော်အဲ့တော့ the answer is ဒီချေတို့ဒီအဖြေဒီနောက်ဆုံးဖြေကဘယ်လောက်ရောက်ရမလဲဆိုလို့ရှိရင်879မှာ point လေးရပြီလားဒါဆိုရင်နားလည်ပြီလားသမီးရပြီလားသမီးကူပါ